တာယာတဲ့နေ့လေတနေ့မှာတော့မင်းနီကအရန်ကျန်းတဲ့စက်ရုပ်ကြီးကြည်ကြည်ကိုဖန်နီးနေခဲ့ပါတယ်။အဲ့ဒီစက်ရုပ်ကြီးကတော့ကြည်ကြည်ပါ။အဲ့ဒီအချိန်မှာပဲအလမ်းနဲ့ကြည်ကြည်မြည်လာပါတယ်။ဘာချစ်ကုန်တော့လဲ။ကြည်ကြည်စက်ရုပ်ကသူ့ရဲ့ပထမဆုံးတိုက်ပွဲအတွက်လက်နက်ကိုရှူလိုက်ပါတယ်။ရွာထဲမှာတော့သိပ္ပံအယူအဖွဲ့တွေကမိနီတို့ကိုဖြိုခွဲဖို့အိမ်ထဲကနေနျူကလ িয়ার ဒုံးကြီးကြီးနဲ့မိနီတို့စီကိုပစ်လိုက်ပါတယ်။ဘာရောတီဗီထနေအဲ့ဒီချိန်မှာပဲကြည်ကြည်စက်ရုပ်ကကာကွယ်ဖို့အတွက်ကားပုံစံပြောင်းပြီးထွက်သွားပါတယ်။ဒုံးကြီးကြီးကတော့တဖြည်းဖြည်းနဲ့နီးကပ်လာပါပြီ။ကြည်ကြည်စက်ရုပ်ကမြို့ထဲကိုရောက်တော့ဒုံးကြီးတွေနဲ့တားဖို့လုပ်ပါတယ်။ဒါပေမဲ့နျူကလ িয়ার ဘုံကြီးကဘာမှဖြစ်မသွားပါဘူး။အဲ့ဒါနဲ့ကြည်ကြည်ကမိုးပေါ်ကိုပြန်တက်သွားပြီးဒုံးကြီးလာတဲ့နေရာကိုပြောင်းလိုက်ပြီးတက်စီသွားခဲ့ပါတယ်။မစတောင်းပေးနေမနော်ကြည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 ်ကသိပ္ပံအယူစခန်းကိုရောက်လာပါတယ်။ပါလေဟာတုံးပြန်ကြည့်တာ။အဲ့ဒါနဲ့သူတို့လည်းပြေးကြပါတော့တယ်။ကြည်ကြည်ကအောက်ကိုကြာခါနီးမှာခုန်ချလိုက်ပါတယ်။နျူကလ িয়ার ဘုံကြီးကအရန်ပြင်းတဲ့အားနဲ့ပေါက်ကွဲသွားခဲ့ပါတယ်။ဟာပြေးစံကွာငါတို့ပုံမှန်ဘလူးချစ်ပြီးတဲလာလေဟာရှော့ကွာတစ်ချိန်တည်းမှာလေရင်ပြန်တွေအများကြီးထွက်လာခဲ့ပါတယ်။ဟာဒီကခုပတ်တနိုင်သေးလေလေရင်တွေကကြည်ကြည်စီမှာဝိုင်းနေခဲ့ပါတယ်။နာကောင်းမမှုတာပြီ။ကြည်ကြည်လည်းသူ့ရဲ့အမြောက်တွေနဲ့ပြန်ပစ်ပါတယ်။ဒါပေမဲ့လေရင်တွေကနေစက်ရုပ်တွေအဖြစ်ကိုပြောင်းလဲသွားခဲ့ပါတယ်။ဟေးရောက်လာချီလာကွာဟာမင်းတို့ရှော့တော့မယ်ကွာကြည်ကြည်ကသူ့စီကိုရောက်လာတဲ့ကောင်တွေအားလုံးကိုတူနဲ့ရိုက်ပစ်ပြီးဒုံးကြီးတွေနဲ့ဆော့ပစ်ပါတယ်ဖေးစံကွာအကုန်တေကုန်ပြီအဲ့ဒါနဲ့မီကီကိုတိုင်ဝင်ချဖို့လှုပ်ပါတော့တယ်ကြည်ကြည်ကသူ့စီကိုလာတဲ့စက်ရုပ်တစ်ကောင်ကိုရိုက်လိုက်တာကောင်းပြုတ်ပြီးလူနေအိမ်ဖက်ကိုရောက်သွားပါတယ်အဲ့ဒါနဲ့ကြည်ကြည်လည်းအမြန်ပြန်လိုက်ပြီးဒုံးကြီးနဲ့ဖျက်ဆီးပစ်ပါတယ်နောက်မှာတော့စက်ရုပ်တွေလိုက်လာခဲ့ပြီးစက်ရုပ်တွေရဲ့ဒုံးကြီးစာကြည်ကြည်မိသွားပါတယ်ကြည်ကြည်လဲကျသွားတော့စက်ရုပ်နှကောင်ကကြည်ကြည်ကိုဖမ်းလိုက်ကြပါတယ်မင်းတို့ကောင်တွေအခုဖန်ကောင်းမနော်ပြီးမှငါ့ကိုတင်းမတင်နဲ့ကြည်ကြည်ကသူ့ရဲ့အရန်တန်တဲ့အားနဲ့ဖမ်းထားတဲ့နှကောင်ကိုရိုက်ပစ်လိုက်တာကြောင့်မှောက်သွားပါတယ်ကြည်ကြည်အပေါ်ကြည့်လိုက်တော့မိနီကသူ့ကို drone နဲ့စောင့်ကြည့်နေပါတယ်မိနီကြည့်နေတော့မှပဲမီကီကကြည်ကြည်စီကိုလာနေခဲ့ပါတယ်ကြည်ကြည်ငေးနေတော့မှပဲမီကီရောက်လာခဲ့ပြီးဒါမင်းရဲ့အဆုံးသတ်ပဲကြည်ကြည်မီကီကကြည်ကြည်ကိုသူ့ရဲ့အစွမ်းနဲ့ပြစ်လိုက်ပါတယ်ကြည်ကြည်လည်းလဲကျသွားပြီးစွမ်းအားတွေဆုံရှုံသွားခဲ့ပါတော့တယ်ဟာဒါပဲလေငါတောက်ဆောင်နေတာကွာမဟုတ်တာငါရဲ့ကြည်ကြည်အထီးနာတော့ထင်နေမိနီကပုံလေးတစ်ပုံကိုကြည့်လိုက်ပါတယ်ငါတို့တွေရတငယ်ချင်းချစ်ခဲ့ကြတာလေကြည်ကြည်တယောက်တော့မထနိုင်တော့ပါဘူးမီကီကရောက်လာပါတယ်ပြီးတော့သူ့ရဲ့အဖွဲ့သားတွေနဲ့တူတူကြည်ကြည်ကိုရှင်းဖို့အတွက်ချိန်လိုက်ပါတယ်အဲ့ဒီချိန်မှာပဲကြည်ကြည်ကမျက်လုံးတွေပြန်ပြီးပွင့်လာပါတယ်မီကီတို့လည်းခွေးပြေးဝက်ပြေးပြေးကြပါလေရောကြည်ကြည်ကမတ်တက်ရက်ပြီးလိုက်ထုပါတယ်အလူဖီးရမှာမဟုတ်ဘူးလေကွာမီကီကသူ့ရဲ့ထူးဆန်းတဲ့လက်နက်ကိုကြည်ကြည်စီပြစ်လိုက်ပါတယ်သူကတော့သူ့ရဲ့ဂျိုဘော်ကိုတက်သွားခဲ့ပါတယ်ကြည်ကြည်ကမီကီဘေးကတကောင်ကိုအရင်တက်လိုက်ပါတယ်ပြီးတော့မီကီစီကိုသွားလိုက်ပြီးမီကီဘာလို့တငယ်ချင်းတွေပြန်ဖြစ်ကြရမှာမီကီကနှောက်ကိုပြန်ဆုပ်လိုက်ပြီးတော့ sorry ကြည်ကြည်အလူပြန်ဖြစ်တော့မှမဟုတ်ဘူးမီကီကတုံးချင်နဲ့ပြစ်လိုက်ပါတယ်ကြည်ကြည်ကတူနဲ့ပြန်ရပြီးမီကီကိုဆုံလိုက်ပါတယ်သူတို့ရိချကုန်ပြီဘလို့လောက်အောင်လဲကြည်ကြည်ကတူကိုကင်ပြီးမိုးပေါ်တက်သွားပါတယ်မီကီအထုခံရနီးချိန်မှာသိပ္ပံရှူကမီကီကိုကယ်တင်လိုက်ပါတယ်ကြည်ကြည်ကတော့တူကြီးနဲ့ထုလိုက်တာအကြီးကျယ်ပြက်စီးသွားပါတယ်ဒါပေမဲ့သူပြန်ကြည့်လိုက်တော့ဘယ်သူမှမရှိတော့ပါဘူးဟာအဲ့ဒီကောင်ကဘယ်ရောက်တော့ရလဲမသိဘူးမိနီက drone နဲ့ကြည်ကြည်ကိုကြည့်ပြီးငိုနေခဲ့ပါတယ်အဲ့ဒါနဲ့ကားပုံစံပြောင်းပြီးမိနီစီကိုပြန်သွားခဲ့ပါတယ်မိနီကကြည်ကြည်ရဲ့ခြေထောက်ကိုဖတ်ပြီးငိုပါတော့တယ်ဟေးအကောင်လုံးစင်မီသွားမှာပါဟာမိနီလည်းသူ့ရဲ့နေရာကိုပြန်သွားလိုက်ပါတယ်ကြည်ကြည်ဒီမှာငါနောက်ထပ်နျူကလ িয়ার တစ်လုံးထပ်တွေ့ထားတယ်ကြည်ကြည်စီမှာကတ်နေတဲ့အလုံးလေးအောက်ပြုတ်ကျလာပြီးတော့ကြောင်းမပုံစံပြောင်းသွားခဲ့ပါတယ်ကြည်ကြည်လည်းအမြန်သွားဖို့ပြင်ပါတယ်မိနီကအနမ်းလေးပေးလိုက်ပါတယ်ကြည်ကြည်လည်းအနမ်းလေးကိုယူပြီးတော့အမြန်ပဲထွက်သွားခဲ့ပါတော့တယ်မိနီကအောက်ကိုဆွဲချလိုက်တော့သူတို့ရဲ့လျှို့ဝှက်လက်နက်ကြီးကိုမြင်လိုက်ရပါတယ်အစောကအကောင်ပြောင်းသွားတာကတော့စပိုင်ဆက်ရုပ်လေးဖြစ်ပါတယ်သူကတေချာရှာကြည့်လိုက်တော့မိနီတို့ရဲ့လျှို့ဝှက်လက်နက်လေးကိုရှာတွေ့သွားခဲ့ပါတယ်အဲ့ဒါနဲ့သတင်းပို့လိုက်တဲ့ချိန်မှာသိပ္ပံအယူကတိသွားခဲ့ပါတယ်သူတို့ရဲ့ secret လက်နက်ကငါတော့ပဲကွာမဟုတ်ဘူးလားမီကီကအတော်လေးကိုအထိနာနေခဲ့ပါတယ်တော်ပြောရကောင်မဲကွာကြည်ကြည်ကတော့နျူကလ িয়ার ရှိတဲ့နေရာကိုခြိတက်နေပါတယ်နောက်မှလည်းလေရင်တွေလိုက်လာခဲ့ပါတယ်အဲ့ဒါနဲ့ကြည်ကြည်ကနောက်ကနေဒုံးကြီးတွေထုတ်ပြီးပစ်ပါတယ်ဒါပေမဲ့ရန်သူရဲ့ပစ်ချက်ကြောင့်အပေါ်တက်သွားပြီးစက်ရုပ်ပုံစံပြန်ဖြစ်သွားခဲ့ပါတယ်အဲ့ဒါနဲ့ကြည်ကြည်ကသူ့ရဲ့ဒုံးကြီးတွေနဲ့ထပ်ဆော်ပါတယ်လေရင်တွေကရှောင်သွားခဲ့ပါတယ်
ကြည်ကြည်ကသူ့ရဲ့တူကိုထပ်ပြီးတော့ပြစ်ပါတယ်ထပ်ပြီးရှောင်ပေမဲ့တူကပြန်လာခဲ့ပြီးလေရင်နှလုံးပြက်စီးသွားခဲ့ပါတယ်အဲ့ဒါနဲ့စစ်ကူလေရင်တွေအများကြီးထက်ရောက်ချလာပါတယ်ပြီးတော့ကြည်ကြည်ကိုစက်ရုပ်ပုံစံတွေနဲ့ဝိုင်းထားလိုက်ကြပါတယ်မိနီယာကူညီဖို့ပြင်ဆင်နေတဲ့အချိန်မှာပဲစပိုင်စက်ရုပ်ကကွန်ပျူတာကိုဖျက်ဆီးပြစ်လိုက်ပါတယ် ဟမ်ဘလူးဖြစ်ရလေပတ်ဖြစ်တော့လေ မိနီကြည့်လိုက်တော့သိပ္ပံအယူရဲ့စပိုင်စက်ရုပ်ကိုတွေ့သွားပါတယ်အဲ့ဒါနဲ့သွားပြီးဖျက်ဆီးမလို့လုပ်ပေမဲ့စက်ရုပ်ကသူ့ကိုပြန်ပြီးစော်ပြစ်လိုက်ပါတယ်ပြီးတော့အဝေးကိုထွက်သွားခဲ့ပါတယ်တစ်ဖက်မှာတော့ကြည်ကြည်ကလာသမျှစက်ရုပ်တွေကိုဖျက်ဆီးပြစ်လိုက်ပါတယ်ဒါပေမဲ့အကုန်လုံးကပြန်ထလာခဲ့ပါတယ်အဲ့ဒါနဲ့ကြည်ကြည်ကမြေကြီးကိုအရှိန်ပြင်းဆုံးချက်နဲ့ထုတ်ပြီးအားလုံးကိုဖျက်ဆီးပြစ်လိုက်ပါတယ်တစ်ဖက်မှာတော့မီကီကသူတို့တို့ရဲ့ဓာတ်ပုံကြည့်ပြီးနောက်ကျောင်းပြန်လိုက်ပါတယ်တစ်ချိန်လုံးကမီကီကမိနီကိုအယုတ်လေးပေးပြီးချစ်ရေးစုံလို့လုပ်ပေမဲ့ကြည်ကြည်ကလက်ဦးသွားခဲ့ပါတယ်အဲ့ဒါနဲ့အချစ်ရှုံးသမားလေးမီကီကထွက်လာခဲ့တာပဲဖြစ်ပါတယ် Mickey, Mintio Canalabao. Dielenet Altila. သိရပါဆရာ ကြည်ကြည်ကဖျက်ဆီးရမယ့်နျူကလ িয়ার ပုံနာကိုရောက်သွားတော့လေဆာတွေမှန်သွားပါတယ်ရောက်လာတဲ့သူကတော့မီကီဖြစ်ပါတယ်မီကီကလျှို့ဝှက်လက်နက်တွေယူလာခဲ့ပါတယ်ပြီးတော့ကြည်ကြည်ရဲ့ဒူကိုပြစ်ထုတ်လိုက်ပါတယ် နိကီရှက်လိုက်တော့ဟာငါပါလို့ရှိရမှာလေကွာ မီကီကခုန်ကစ်လိုက်ပါတယ်ကြည်ကြည်လည်းအထိနာသွားခဲ့ပါတယ်မိနီရဲ့ဆက်ကပြန်ကောင်းလာပါတယ်မိနီကသူ့ရဲ့စက်ရုပ်တွေချင်းချင်းပြန်တိုက်နေတာကိုတွေ့ပြီးကူညီပေးဖို့ထွက်သွားခဲ့ပါတယ်တစ်ဖက်မှာတော့ကြည်ကြည်ပြန်နိုးလာခဲ့ပါတယ် မီယာတို့မာနေပါလား မီကီကကြည်ကြည်ကိုအသက်ကုန်ဆော်ပါတယ်နောက်ဆုံးမှာတော့ကြည်ကြည်ပြန်တတိလက်သွားပါတယ်အဲ့ဒါနဲ့မီကီကကြည်ကြည်ရဲ့ဒူယူပြီးတော့ထူပစ်ဖို့လှုပ်ချိန်မှာမိနီရဲ့အော်တန်ကိုကြားလိုက်ရပါတယ်မီကီကသူ့ရဲ့ဒူကိုလှမ်းပြီးလွှင့်ပစ်လိုက်တော့မိနီကိုနည်းနည်းထိသွားပါတယ်သိပ္ပံယူကတော့ဝမ်းသာနေပါတယ်မီကီကမိနီကိုပြေးပြီးကြည့်လိုက်ပါတယ် ငါတမပါဟာ ရှာပါရီအဲ့တော့အရှင်တို့ပဲပြန်နေရအောင်နော် အဲ့ဒီချိန်မှာနျူကလ িয়ার ဒုံးကျည်ကြီးကရေတွင်းထဲကနေထွက်လာပါတယ်မီကီကမိနီကိုခေါ်ပြီးအဝေးကိုပြေးပါတယ်ကြည်ကြည်ကရေတွင်းပေါ်မှာတက်နေပါတယ်ပြီးတော့ဒုံးကျည်နဲ့တူတူပါသွားခဲ့ပါတယ်မီကီကလည်းကူညီပေးဖို့လိုက်သွားပါတယ်တနေ့အရောက်မှာတော့ ជីမစီလာကေ ကြည်ကြည်လည်းလက်ခံလိုက်ပြီးမီကီစီသွားလိုက်ပါတယ် ဘာလို့တုံးကြီးအလိုက်အလန်ချောင်းကြောင်းအမေကွာ အဲ့ဒါနဲ့ကြည်ကြည်ကဒုံးကျည်နဲ့ပစ်ပြီးမီကီက secret weapon နဲ့ပစ်လိုက်တော့ဒုံးကျည်မိုးပေါ်ပြန်တက်သွားပြီးသိပ္ပံအယူစီကိုသွားနေခဲ့ပါတယ်သိပ္ပံအယူလည်းကြောက်ကြောက်နဲ့ပတင်းပေါက်ကိုခွဲပြီးလေထီးနဲ့ခုန်ဆင်းသွားခဲ့ပါတယ်ကြည်ကြည်နဲ့မီကီကမိနီစီပြန်ရောက်သွားတော့မီကီရဲ့လေရင်ကြီးကပျက်စီးသွားခဲ့ပါတယ်အယူသိပ္ပံဆရာအောက်ကိုရောက်သွားတော့ရဲတွေရောက်လာပြီးတခါတည်းကိုဖမ်းသွားခဲ့ပါတယ်ကြည်ကြည်တို့ကတော့ထွက်သွားခဲ့ကြရင်နဲ့ဇလန်းလေးလည်းပြီးဆုံးသွားခဲ့ပါတယ်ရှင်ဟုတ်ကဲ့ပါရှင်အခုလိုဗီဒီယိုမျိုးတွေသဘောကျရဆိုရင်တော့ကျမတို့ channel ကို subscribe လုပ်ထားဖို့မမေ့ပါနဲ့နော်ဗီဒီယိုလေးကိုကြိုက်တယ်ဆိုရင်တော့ဗီဒီယိုလေးကို like လေးပေးခဲ့ပါအမကတော့တင်ဆက်သူ Lady King Voice Over အတာပါနောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်နော်ဘိုင်ဘိုင်